မိခင်များနေပဲဖြစ်ပါတယ်ကျွန်တော်ကိုယ်ပိုင်ရေးထားတဲ့တခြင်းလေးနဲ့တကဘာလုံးမှာရှိသောမိခင်များအားလုံးကိုဒီတခြင်းလေးနဲ့ဂုဏ်ပြုပေးကြပါတယ်ဒါကတော့ကျွန်တော်မေကိုရည်ရွယ်ပြီးရေးထားတာပေါ့နော်ကျွန်တော်ခံစားချက်ပါမယ်ကြောင်ကြောင်ဝင်သေးmachine